လူတွေနဲ့စကားပြောရမှာကြောက်ပြီးတော့ဘာပြောရမှန်းမသိဖြစ်နေတယ်ကျွန်တော်လည်း introvert တစ်ယောက်ဆိုတော့ဒီခံစားချက်ကိုကောင်းကောင်းကြီးနားလည်ပါတယ်ဒါပေမဲ့နှိမ့်ဝှက်ချက်တစ်ခုရှိတယ်ပဲအဲ့ဒါဘာလဲဆိုရင်လူတွေကစကားပြောကောင်းတဲ့သူတွေထက်နားထောင်ကောင်းတဲ့သူတွေကိုပို့ပြီးတော့သဘောကျကြပါတယ်ဒီမိတ္တဗလာတီကာလို့ခေါ်တဲ့ဒီမိတ္တဗလာကျမ်းပေါ့နော်အဲ့ဒီမှာဖော်ပြထားတဲ့အတိုင်းဆိုရင်ကို့အကြောင်းတွေကိုရှောက်ပြောနေမဲ့အစားသူတို့အကြောင်းတွေကိုစိတ်ဝင်စားနဲ့နားထောင်ပေးတာကသူတို့ရဲ့ခံစားချက်ကိုကြည့်ရောက်ပြီးတော့သူတို့သဘောကျတယ်ပေါ့နော်အဲ့လိုလုပ်လိုက်ခြင်းအပြင်ကျွန်တော်တို့ဘာပြောရမလဲဆိုပြီးတော့တူတူတူစဉ်းစားပြီးကောင်းချောက်နေပြလည်းမလိုတော့ဘူးအဲ့ဒါကြောင့်မလို့နားထောင်ပေးလိုက်ပါအဲ့ဒီလောက်ရက်ကသူတို့အပေါ်မှာကျွန်တော်တို့ပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်မှုဖြစ်ပါလိမ့်မယ်ဟုတ်ပါပြီဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်